ဒီနေ့အလုံးမှာပျော်ရွှင်တိုးတက်ဖို့အကြောင်းတိုးတက်မှုအကြောင်းဒါလေးဘမောဟောနေကြတရားရနေ framework ထဲနေကရုဏာမုဒိတာရှုထောင့်နေပြီးတော့ပုံပုံဒီနေ့concept အနေနဲ့လေဟောတော်ရှိပါတယ်နောက်ပြီးရင်တကယ်တရားထိုင်ပြီးတော့ practice အဲဒီ practice ကနေပြီးတော့ skill တခု develop ရနိုင်မယ်လို့ဒီနေ့မျှော်လင့်ထားတယ်အဓိကပြောချင်တဲ့ main point ကတော့ the law of interdependence the law of interdependence ဒါနိယာမတစ်မျိုးသဘာဝတစ်မျိုး the law of interdependence ကအချင်းချင်းမိခိုးတာကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာဆိုရင်ဒါရုပ်နဲ့စိတ်နဲ့ mind body mind matter ဒီနှစ်ခုကသူအချင်းချင်းမိခိုးရတယ်သူတို့မိခိုးတဲ့နေရာမှာ balance မဖြစ်ဘူးဆိုရင်ဒါပြဿနာရှိတာပေါ့စိတ်ထဲမှာလည်းပဲသူက faculty တွေအများကြီးရှိသေးတယ်အတွေးကတစ်ခု emotion ကတစ်ခု now habit ဆိုတာတစ်ခု habit ကတော့ subconscious mind ထဲမှာနေတယ် subconscious mind ထဲမှာအဲ့ဒီမှာ memory ဆိုတာရှိသေးတယ် memory ဒီဟာတွေတစ်ခုစီဖြစ်နေတာမဟုတ်တစ်ခုနဲ့တစ်ခု interconnected ဖြစ်နေမိခိုးနေတာပေါ့ခွေးပေါက်စားလေးတစ်ကောင်ဒလသာ6ပတ်သာခွေးပေါက်စားလေးတစ်ကောင်ကိုဒလသာဒါမို့6ပတ်သာရှင်သေးလေးတစ်ကောင်နဲ့အတူတူထားပြီးတော့သူတို့ကိုနှုတ်တိုက်မယ်အတူတူကြီးလာမယ်ဆိုရင်ဒီနှကောင်ကတစ်ကောင်ကိုတစ်ကောင် threat လို့မမြင်ဘူး under လို့မမြင်ဘူးအဲ့ဒါနဲ့မကောက်ဘူးသူကရှင်သေးရဲ့နန်းနှစ်သား3နှစ်သားအရွယ်လောက်မှာသူတို့စပြီးတော့တီးလာတဲ့ prey and predator ဆိုတာနော်မုတ်ဆိုးနဲ့ဒီ prey ကပါခေါ်တာကောင်မုတ်ဆိုးနဲ့သားကောင်ဆိုတဲ့ concept တို့မှာသူတို့နှကောင်ကြားမှာမရှိသေးခင်မှာသူတို့ကိုဘာလို့လဲဆိုအတူထားလိုက်တော့ကြီးလာတဲ့ခါကျတော့အဲ့ဒီချင်းသေးကတခြားခွေးတွေကို pray လို့မြင်ချင်မြင်မယ်သားကောင်လို့မြင်ချင်မယ်သူတငယ်ချင်းတော့သူအဲ့လိုမမြင်ဘူးဒါဆိုလိုတာကအဲ့လိုထားတဲ့ perception အဲ့ဒီ perception ကြောင့်နောက်မှာဖြစ်ပေါ်လာတဲ့ behavior ဘယ်လိုဆက်ဆက်မှုရှိတော့ behavior ကသူတို့အငယ်လေးနှစ်ကောင်ကတငယ်ချင်းတို့သူကစမြင်လာတာဟုတ်ကစားဘယ်လိုစမြင်လာတာအဲ့လိုမြင်နေတဲ့ခါကျတော့တယောက်ပေါ်တယောက်ကြီးတဲ့အကြည့်ကလည်းပဲဆိုတော့မိတ်ဆွေအကြည့်ပဲကြည့်တာတငယ်ချင်းအကြည့်ပဲကြည့်တာတယောက်ကိုတယောက် harm လုပ်ဖို့အတွက်အန္တရာယ်ပြုတယ်မမျိုး perception နော်ပြီးတော့ emotion အဲ့ emotion နောက်မှာဖြစ်ပေါ်လာတဲ့ behavior ကအတူတူကစားတယ်တကောင်ကိုတကောင်ဘာမလုပ်တော့တကောင်ကိုတကောင်အန္တရာယ်မပြုကြီးမှတွေ့တယ်ဆိုရင်တော့အချင်းချင်းမသိတဲ့ခါကျတော့ဘာလုပ်တော့စပြီးတော့မြင်တဲ့ perception အဲ့ perception ကိုကသူအန္တရာယ်လို့မြင်တယ်သူမှမသိတာဟုတ်အန္တရာယ်လို့မြင်တဲ့နောက်မှာဖြစ်ပေါ်လာစိတ်ကဘာတော့ဖြစ်ပေါ်လာ emotion ဘာတော့ fear insecurity emotion perception ပြင် emotion အဲ့ဒီလိုမြင်တဲ့အန္တရာယ်လို့မြင်တဲ့အမြင်ရဲ့အဲ့ဒီနောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့ emotion ကြောက်စိတ်နဲ့ insecure feeling အဲ့ emotion အဲ့နောက်မှာပါလာတော့
တယောက်ကိုတယောက်ဖြည့်ဆည်းဖို့အတွက်အဲ့ဒီ behavior တွေပါလာဘုံအခုပြောနေတာကခန္ဓာ၅ပါးအကြောင်းပြောနေတယ်တစ်ခေါက်နဲ့တစ်ခေါက်မြင်တာအဲ့ဒါရုပ်ခန္ဓာလို့ခေါ်တယ်ရူပခန္ဓာအဲ့ဒီနှကောင်ကငယ်ကလေးအစမြင်တဲ့ခါကျတော့တယောက်နဲ့တယောက်သူတို့ရဲ့ perception ကတငယ်ချင်းတို့မြင်တာဒါတင်ညာလို့ခေါ်တယ်တင်ညာအဲ့တင်ညာနောက်မှာဖြစ်ပေါ်လာတဲ့သူတို့ရဲ့ emotion တွေဒါကတငယ်ချင်းကြီးမှတွေ့တဲ့တမင်နဲ့ခွေးနဲ့ကြတော့ဒါကရန်သူအဲ့လိုမြင်တဲ့a perception တင်ညာအဲ့ဒီမြင်တဲ့အတွက်ကြောင့်တငယ်ချင်းလို့မြင်လို့ဖြစ်ပေါ်လာတဲ့ကျင်နာတဲ့စိတ်လုံခြုံတဲ့စိတ်နောက်ဟိုကရန်သူလို့မြင်တဲ့အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့ကြောက်တဲ့စိတ်နဲ့အနိုင်ယူခြင်းတဲ့စိတ်အနိုင်မယူနိုင်မှုဆိုရင်ထွက်ပြေးတဲ့စိတ် fight and flight အဲ့ဒါဒီအားလုံးသူကအဲ့ဒါကြတော့သင်္ခါရခန္ဓာသင်္ခါရခန္ဓာအဲ့ထက်မှာ comfortable feeling uncomfortable feeling ခါရပါတယ်ဝေဒနာဆိုတော့ဘုံမပြောချင်တာကဒီဗုဒ္ဓဘာသာရဲ့အတွေ့အခေါ်တွေမှာခန္ဓာ၅ပါးလို့ပြန်သူ့ကိုတစ်ခုစီခွဲစိတ်ပြီးတော့နားလည်ဖို့ကြိုးစားရင်ခက်လိမ့်မယ်သူကအချင်းချင်း interdependent ဖြစ်ပြီးတော့အလုပ်လုပ်တာလို့ပြောချင်တယ် organization တစ်ခုအနေနဲ့ရောဘာမှပြောစရာမလိုအကုန်လုံးက interdependent ဖြစ်ပြီးတော့ exist ဖြစ်တာတည်ရှိတာအဲ့လိုတည်ရှိတာဒါကြောင့်အဲ့ဒီတိုင်းမှာဘုံမလို့တန်ခါပေါင်းမှာဆိုရင်အများရဲ့လိုအပ်ချက်နဲ့တူဦးချင်းရဲ့လွတ်လပ် individual autonomy individual freedom နောက်ပြီးတော့အများရဲ့လိုအပ်မှုအဲ့ဒါ community harmony အဲ့ဒီကို balance လိုက်ရှာရ balance ရှာ it takes a bit of time